Okay သမင်းသားဝိုင်းဆိုတော့ချိုးဝဲတရမယ်ဆိုတော့အမှန်လေးကိုတည်ရပါအဲ့ဒါမျိုး9ဆလောက်ရှိတယ်အဲ့ဟာကို90ပဲပေးခဲ့ရတယ်1000နီးပါးပေါ့အဲ့လောက်ပဲပေးခဲ့ရတယ်ဆိုတော့လက်တာမလက်လာလည်းမင်းကိုတည်အညာလေးတွေလည်းစိမ့်ညာလည်းအထဲထဲလေးတကန်မျိုးလည်းအီးလေးနဲ့ပြော့ဆိုတော့ nice very nice ဆိုတော့စားပါမယ်ဆိုတော့အားလုံးမင်းကိုတည်လေးတွေကြုံရင်စားကြပါအောက်ပါတယ်မင်းနဲ့ကိုအတွက်အဲ့တော့ထိုင်းရစရာကြီးကတင်သွားတယ်ဟိုတနေ့ကိုရီးယားတော့ဗမာရတော့ပြည့်ပြည့်ဆိုလက်တင်နဲ့ခွဲကြတယ်ပေါ့နော်သူတို့ကြတော့အဲ့ဒါတဲ့ဒီထဲထဲကဟိုအသားကိုထိတယ်ပေါ့နော်အဲ့ခါကျတော့ဓာတ်နဲ့ခွဲတဲ့ဆရာသမားတို့ကအဲ့တော့ဓာတ်နဲ့ဓာတ်လေးနဲ့အဲ့လိုတဝိုင်းပုံစံပါတာပေါ့နော်ဟုတ်တယ်ပြာကြီးတွေပြောတယ်မှန်ကြည့်လိုဆိုပါဖြစ်တော့လက်တွေလည်းရဲတော့ဘူးเนาะအရင်ကြီးတော့အဲ့တော့စားထားပါမယ်အမွှာကြီးလေအစီးရှိလေးပဲเนาะအဲ့စားထားမယ်ရှမ်းကအိုးကွင်းတခဲကွင်းချိုးနာမယ်သူတို့မျိုးတော့သူတို့ထိုင်းတာပါနော်မင်းကိုဒီမျိုးတော့ရှမ်းလာမလေးထီမီအားလို့တချမ်းလုံးစားဆိုရင်တော့စားနိုင်တယ်ဆိုတော့နောက်တစ်လုံးထပ်စားမယ်စားကြည့်ကြနော်တကယ်တမ်းပြောရရင်ဒီပြားလေးရှိတယ်လိုကြီးကြရှိလဲဆိုတော့အဲ့ဒီမင်းကိုတို့ကြာဆိုမဟုတ်ပါဘူးကြာကွက်တို့မင်းကိုတို့ပြီးရင်ဟိုnice အားကြပါဦးဆိုတော့အဲ့လိုမျိုးကြာကွက်တို့တူရင်တို့ပြီးပါဩစာတီးအဲ့လိုဟာတွေကြအဲ့ငယ်လေးတွေကမကြွေးဘူးပေါ့နော်မကြွေးဘူးဆိုတာခြားကိစ္စမဟုတ်ကြိုက်တဲ့ဒီစားတော့အဲ့ဒါတွေကြတော့အဲ့လိုကလေးဆိုတော့အဲ့လိုငယ်လေးနဲ့ဝင်ဝါးမှကြောက်လို့လားမသိဘူးအဲ့လိုမျိုးပေါ့အစိတ်တွေအဆန်တွေဝင်ဝါးမှကြောက်လို့လည်းတူတယ်အဲ့ဒါတွေရတယ်လေဟုတ်ဆိုတော့ကြွေးဘူးမကြွေးလည်းမကြွေးကွာစားကောင်မှလည်းမသိတော့မစားပြစ်ဘူးမစားဘူးတော့ဘူးပေါ့နော်အဲ့ခါကျတော့တောင်းဆိုရင်ဟို priority ထဲမှာအဲ့ဒါတွေကထိတ်ကပါမနေဘူးပေါ့အဲ့လိုမျိုးဖြစ်တယ်ခါကျတော့မှဒူးင်းဒီစားလာပြီးတော့မှဟဲ့တဲ့ဒူးင်းဒီစားပြီးရင်လည်းမင်းတို့ဒီစားရတယ်တဲ့အပူနဲ့အေးနေတယ်ဆိုတော့မှโอเคဆိုတော့မှစားတော့မှရှမ်းကောင်ဒီမှာလည်းအဲ့လိုပဲဒီမှာ training ကဘယ်လိုလဲဆိုတော့အစီကြီးရဲ့ဟာကိုရင်စားနေဟုတ်ပြီနော်အာယုံပြတ်တယ်ဖီးပြတ်တယ်အသေးလေးတွေရင်စားအဲ့ဒီအသေးလေးတွေကရှမ်းကောင်နဲ့စေတဲ့မျိုးစေတွေမပါဘူးပေါ့နော်ဆိုတော့ရှမ်းဗမာပြည်မှာတော့အဲ့ assumption တစ်ခုရှိရပါလဲဆိုတော့ကြားနဲ့မစားဘူးဆိုတော့ကြားနဲ့ပတ်သက်တာဘာမှမစားနဲ့နော်အဲ့လည်းခုနထားရတဲ့ထဲမှာဘာမှထားရတယ်ဒါလိုက်ပြီးတော့မတွေ့နေဘူးမတွေ့နေတော့ဘလို့ကြားရပါလဲတော့ပြုမစားနဲ့နော်တမျိုးကနည်းကြီးသွားတယ်ဆိုကြက်ပေါက်ပုံစံနည်းနည်းပျော့လေးပါဘယ်လိုလဲတော့ဒါဒီမှာ buffet တွေရှိတယ်ဘိတ်စီမှာဆိုရင်999ဘတ်600တော့ခဏတောင်းလောက်ပေါ့ဒူဝင်းဒီ buffet ပေါ့တော့ဒီကတော့ဒူဝင်းဒီကျွေးတာဘာလဲပါလဲဆိုတော့မင်းကိုတို့အဲ့ဒီကြက်ပေါက်တို့လည်းပါတယ်ဆိုတော့အချိန်ကတနာရီခွဲလာအဲ့လောက်ရှိတယ်ဒီကျွန်တော်အိမ်နာ Central World ရှိရ Big C မှာလောက်တာပေါ့နော်ဆိုတော့စားနိုင်ရင်တော့ကောင်းတယ်
ဒါပေမဲ့တချို့ review တွေပါကြားလဲဆိုလို့မှဲ့သေးတာတွေလည်းပါတယ်ပေါ့နော်မှဲ့သေးတာတွေလည်းကျွေးတယ်ဆိုတော့အဲ့ဒါတော့နည်းနည်းဟိုသူတို့အပြစ်လားဒါမှမဟုတ်လဲဘလို့လဲတော့မသိဘူးပေါ့နော်အဓိကကတော့ဟိုနောက်မွန်ထောင်းနေဆိုတော့လေသူတို့နည်းနည်းဟိုဖော်တုံးကြီးတို့ဝါးနေရသူတို့ပဲတို့ပါတချို့တွေတော့ပြောကြတယ်ကိုတိုင်းကတော့20အရင် favorite မဖြစ်တော့အားသာချက်တွေလည်းရှိရအားနည်းချက်တွေလည်းရှိရပေါ့နော်အဲ့ဒီတော့ကအားနည်းချက်ကတော့ဟိုသူများတွေစားတဲ့ချိန်ဆိုဘယ်လိုပြောမလဲဟိုမစားပြဘူးပေါ့စားပြရဘူးပေါ့နော်အဲ့လိုအားသာချက်ကပါဆိုပတ်စံမကောဘူးဒီကနံပါတ်1ကတော့ပတ်စံမကောဘူးဘာကြောင့်လဲဆိုတော့ဒီမှာလည်းရိုင်းတတာလားဆိုတော့မတတာဘူးရှာဝယ်နိုင်မှအဆင်ပြေတာဆိုတော့ဘာပြဘူးကဲထားပါအောင်မယ်ဒီတစ်ပတ်ကောင်းအောင်စားပါမယ်ဖျားဆွန်တော့တဲပြီးတော့ဆွန်ထားတာပါအခုမှဟိုဆရာကြီးတို့ပြောတဲ့ဟာကိုနည်းနည်းနားလဲပြီးတော့ဘယ်လိုလဲဆိုတော့ဆရာကြီးဆိုတကယ်ချင်းနေပဲသူတို့ကကြတော့ပတ်လဲပြီးတာပတ်လဲမလီလဲရနည်းနည်းလေးဟာဝါပြီးဆွဲခွာလိုက်ရင်ကျွတ်သွားပြီပေါ့နော်ဆိုတော့စားရင်အသေးလေးတွေကိုရင်စားဒီမှာဒီစားသေးစားလိုက်ဒီစားဆိုအားပြတ်တယ်ရှာကောင်းဒီဒီနဲ့ပြားရည်တွေနဲ့တို့စားနေရသူသားလေးပစ္စည်းနေရလဲဒီတော့စားနေတယ်အဲ့ဟာမင်းကိုတီကောင်းနေအောင်လည်းကျွေးတယ်အမှလည်းစားခဲ့တယ်10 လုံးပတ်10 လုံးလောက်တော့စားခဲ့ဘလုံးမှအပုတ်ပဲမရှိဘူးမချိုးတာမတွေ့ဘူးတော်တယ်ယူကောင်းတယ်ပေါ့နော်ဒါလေးချမ်းဒီလေးကြည့် oh niceအားကြီးဆိုကြီးပြင်မယ်သိမပါအဲ့တော့အလုံးကြီးတိုင်းလည်းဟိုများပါမယ်လို့မထင်နဲ့စိတ်နဲ့သူ့ရဲ့အသားနဲ့အကြီးနေလို့အလုံးကြီးလိုက်ကြီးနေတဲ့ပုံစံမျိုးလည်းဖြစ်နေအဲ့တော့နည်းနည်းသေးလေးနဲ့ဒီလိုမျိုးဟာလေးတွေကိုရှူအရန်ဓာကြီးညိုနေအဲ့ဒါနည်းနည်းကျွေးတာကြာပြီဆိုတော့အထဲထဲမှာနည်းနည်းကြီးတာတို့ကြည်တာတို့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ပဲမပဲရတယ်နည်းနည်းကြိုင်ပြီးတော့ကွာပြော့နေဟွာဖြစ်တယ်စင်ပြေမှာဆိုလည်းလူပြူရနှလုံးပါမဲ့လုံးသေးတော့ပြော့မလားမသိဘူးဩဇာဒီလည်းရမ်းကောင်းတယ်ဩဇာဒီလည်းရမ်းကောင်းတယ်နော်အမလေးဩဇာဒီလည်းရှေ့ကမစားပြစ်ခဲ့တာရင်မစားမိလိုက်ကြပြီတော့ကအကြီးရခဲ့တယ်ရနေတယ်ရခဲ့တယ်ရနေတယ်ဒီမှာဩဇာဒီတိတ်တော့မတွေ့ဒီမှာဒီကတော့နိုင်ငံတည်းရဲ့အတိုင်းပဲသရတီရန်ပေါ်မိုင်းတော့ဝင်နောက်နေကြရင်ဒီမျက်နှာမို့ eyelash လေးတက်ထားတာဒီတွေကဘယ်လိုတက်ထားလဲတက်ပြမယ်နော်ခက်ကလည်းပြောင်းလာရင်တော့ပတ်တလာကြီးလိုမျိုးအပြားလိုက်ကြီးဟာကြီးအဲ့ဒါကြီးတက်ကြတော့ခက်ကတစ်ခါချင်းခက်ဖြစ်နေပြီပေါ့နော်ကော်တာမသုံးရတော့တဲ့ခက်ဆိုတော့အဲ့လိုကြီးပဲရလာတော့ share မက်ဆေ့တွေပါ long gun လို့ခေါ်တာဘာချီပုံစံမျိုးတွေပေါ်တယ်အဝါပြီးဘာကြီးလေကြီးစီဒီတွေလည်းကျွတ်တွေရှိတယ်ဟိုစိန်ရအောင်နဲ့တက်တော့ဝင်နေမှတရထားပြအဲ့လေးနည်းနည်းရတာမင်းသားလေးချိုးဝဲလေးစားလိုက်ရအောင်ဟိုဘက်ထားတယ်အဲ့လိုမျိုးကိတ်တွေဘာတွေအဲ့လို dessert ကိုနည်းနည်း
ကြီးမားမားလို့ပြပြနှစ်နှစ်ချင်းမစားခြင်းလို့ဒီနှံအောင်မှဟိုလဲကြိုက်မဲ့ဟာမျိုးလေးပေါ့နော်တော့ဟာမျိုးလေးစားအဲ့ဒါလည်းကျမရည်လဲညီညွတ်တယ်လို့ထိုင်နေရတယ်ရောက်တယ် sugar level တို့ပါကြတော့သူ့ချိုးရတယ်တဘာဝအချိုးဟိုဟာတွေကြတော့ဒီနဲ့ရှယ်ပဲဒီနေ့ကတော့ဘိုင်ခွင်းနဲ့နေပဲပြိုင်းရင်ပြကြရှယ်ကျတော့ကိုချက်ကောင်မလာစားကြည့်ရှယ်ဒီမင်းကိုဒီရတယ်တကယ်ထိမိရနာအောင်တော့သွားနောက်တန်းတော့မင်းကိုဒီနဲ့ရနာမရတော့ကွက်တီတွဲဖြစ်နေကြတာအမှားလေကဲအဲ့နောက်ဆုံးလက်နဲ့နောက်ဆုံးလက်ပြပေါ့လက်ပြပုံနဲ့တူတယ်နော်ကြာချင်းတော့တော့ကဲအားပြီးရင်ပေးမယ်ကြောမယ်သူအားတဲ့တချို့တွေပြောကြတယ်မင်းကိုတီးရတခြားနဲ့မတည့်တာမဟုတ်မင်းကိုတီးရဲ့အဲ့ခွန်ကမင်းကိုတီးခွန်ကအရေးလေးတွေကတခြားနဲ့ reaction ဖြစ်တာပေါ့နော်အဲ့တော့ဘလို့ဓာတ်နဲ့ပဲခုနအိုင်ပြောသလိုမျိုးလီဒီတိုင်းပဲခွာဒါလည်းနဲ့ပဲခွာနည်းနည်းများလာတော့အနီလေးကတော့ကွယ်သူနဲ့ကတ်နေတဲ့ကိစ္စဆိုတော့နည်းနည်းလေးတော့စွန်းမှာပေါ့အဲကြားကတော့ချောင်းနာကောင်းမှန်းဒီတိုင်းနာမှာကြားချောင်းနေနေပြီတားရည်အတွက်အနာကိုပြောင်းလဲမှုအတွက်ကောင်းလိုက်နောက်ဆုံးလုံးလေးရတယ်မင်းနိုင်အောင်လုပ်မသိမပါဘူးချဲပဲကဲတောင်ကနေဟာပါပြီဆိုတော့ဟိုကြည့်ပြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ရက်ဒီမှာလည်းဘာတွေစားဝါမလဲဘာတွေစားပြရမလဲချက်ပြရမလဲဆိုတာတွေ comment မှာရေးပေးလို့ရပါတယ်အဲ့တော့ကြည့်ပြတဲ့လူတယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲ take care and be safe okay တဒါ